အားလုံးပဲမင်္ဂလာပါတဲလေးတို့ကဲတဲလေးတို့ဒီဗီဒီယိုတွေ့ပြီဆိုတာနဲ့တခါတည်း share ထားလိုက်တော့နော်မခါတဲလေးတို့နောက်ထပ် Chanel 8ကိုနောက်ထပ်တစ်လုံးထပ်ရောင်းပေးဖို့ရှိတယ်ဒီအိတ်ကြီးကြောင်းထွက်သွားလို့ရှင်လေအခုဒီဗီဒီယို share ထားတဲ့တဲလေးတို့ကို9သိန်းလက်ဆောင်ပေးမှာပဲဖြစ်ပါတယ်အဲ့ဒီတော့ဘာမှမစင်စားတော့နဲ့ဒီဗီဒီယိုကိုတွေ့ပြီဆိုတာတခါတည်း share ထားမယ်နော်မခါအခုဒီအိတ်ကြီးထဲမှာဒီဘုံကြီးထဲမှာဘာပါလဲဆိုတာကိုဖွင့်ပြမယ်ကဲတဲလေးတို့မခါဒီဘုံကိုဖွင့်ပြမယ်တဲလေးတို့အားလုံးစိတ်ဝင်စားနေကြတယ်မလားဒီဘုံထဲမှာဘာအိတ်ပါမလဲမခါဘာအိတ်ရောင်းမလဲဆိုတာစိတ်ဝင်စားရမလားဖွင့်ပြမယ်နော်အဲ့တော့ dust bag လည်းပါတယ် original box လည်းပါတယ်เนาะတဲလေးတို့အဲ့တော့မခါတခါတည်းဖွင့်ပြလိုက်တော့မယ်ပြီးတော့ဒီအိတ်အကြောင်းကိုရှင်းပြမယ်เนาะဒီမှာကြည့်ပါတဲလေးတို့ original box လည်းပါတယ်ပြီးတော့ original dust bag လည်းပါတယ်เนาะအဲ့တော့မခါအထက်ကိုဖွင့်ပြမယ်ဘာအိတ်လဲဆိုတော့ကြည့်နေနေမလားကဲတဲလေးတို့ရေဒီအိတ်ကိုဖွင့်ပြမယ်เนาะ original dust bag ကိုဖွင့်လိုက်ရင်ဒီမှာကျိုးတွေကိုအနာစာကင်းအောင်လို့ original ဒီမှာမိုင်းကန်စက်ကူတွေနဲ့မှာတေချာလေး protect လုပ်ထားတယ်เนาะအဲ့တော့ဒါလေးကိုချွတ်ပြမယ်ကဲဒီမှာမြင်တဲ့အတိုင်းပဲเนาะတဲလေးတို့ကျိုးကိုဒီလိုမျိုးထားတယ်ခါဦးတို့ကကဲတဲလေးတို့ရေခုနကမိုင်းကန်စက်ကူကိုချွတ်လိုက်ပြီဆိုရင်တော့ဒီမှာကျိုးပါเนาะကဲခါဦးရောင်းမဲ့အိတ်ကတော့တဲလေးတို့ရေဒီမှာ hatch လောင်းပါကဲတဲလေးတို့ရေဒီနေ့ခါဥရောင်းချပေးမယ့်အိတ်ကတော့ဒီအိတ်ကြီးပဲဖြစ်ပါတယ်ဒီအိတ်ဟာ Chanel Classic Wallet on Chain ဖြစ်ပါတယ်တဲလေးတို့ဒီအိတ်ကြောင်ကိုခေါင်းနေနဲ့ရှင်းပြပေးမယ်နော်ဒီအိတ်က2021 collection ဒီအိတ်က caviar leather လေးနဲ့တဲလေးတို့နော်အဲ့တော့ black caviar leather လေးနဲ့ပြီးလို့ရှိရင်ဂိုးထုံဟောက်ဝဲလေးနဲ့ပါအဲ့ဒါလေးရှင်းပြခြင်းနဲ့ပြီးတော့ဒီအိတ်ရဲ့ size ကိုပြောပြပေးမယ်เนาะဒီအိတ်ရဲ့ height ကပေါ့เนาะအမြင့်ကတော့9လက်မရှိပါတယ်ပြီးတော့ဒီအိတ်ရဲ့ width ကတော့7.5ရှိပါတယ်ပေါ့เนาะအဲ့တော့အိတ်ရဲ့အကျယ်ပေါ့เนาะပြီးတော့ဒီအိတ်ရဲ့ depth ဒါကကြတော့ do ပေါ့เนาะအနက်ပေါ့အဲ့အနက်ကကြတော့1.25ရှိပါတယ်လို့ပြောခြင်းနဲ့အဲ့တော့တဲလေးတို့ size ကလည်းမကြီးမသေးလေးပေါ့เนาะပြီးတော့လူငယ်ကောင်မလေးတွေအရင်ကြိုက်တယ်တဲလေးတို့ကိုဒီအိတ်ကို detail လေးပြပေးမယ်เนาะအတွင်းလေးလည်းဖွင့်ပြပေးမယ်ဒီအရှိလေးကိုတခြားကြည့်ဒါအရှိပါအိတ်ရဲ့ဒါအိတ်ရဲ့အနောက်ပါเนาะပြီးရင်ဒီမှာအိတ်ကိုအထက်ကိုဖွင့်လိုက်လို့ရှင်ရင်ပြမယ်တဲလေးတို့เนาะဒီမှာကြည့်ပါအတွင်းကိုကြည့်ပါအသစ်ချက်ကျွတ်ကြည့်เนาะ card slot တွေလည်းပါတယ် zipper တွေဆိုလဲအသစ်တိုင်းပဲကြည့်ပြီးတော့ဒီမှာလည်းအထဲမှာတကန့်ပါပါသေးတယ်เนาะအဲ့တကန့်နဲ့အပြင်ဒီထဲမှာလည်းတကန့်ပါပါသေးတယ်အဲ့တော့တဲလေးတို့ဒါပြောပြမယ်เนาะဒီချာလေးနားထောင်ဒီအိတ်ရဲ့အကြောင်းပြောပြမယ်ဒီအိတ်က Chanel Classic Wallet on Chain ပါပြီးတော့ဒီအိတ်က Black Caviar Leather လေးနဲ့ပါပြီးတော့ဒီအိတ်က2021 collection ပါเนาะပြီးတော့ဂိုးထုံဟောက်ဝဲလေးနဲ့ပါခုန size လေးဒီစားလေးပြပြပြီးသွားပြီကဲဒီအိတ်ရဲ့ဈေးနှုန်းလေးကိုပြပြမယ်เนาะဒီအိတ်ရဲ့ဈေးနှုန်းလေးကိုစိတ်ဝင်စားနေမလားဒီအိတ်ရဲ့ဈေးနှုန်းကမြန်မာပြည်အရောက်ကိုအသေးလေးတို့360နဲ့ဆိုရင်မမတို့360နဲ့ဆိုလို့ရှိရင်မြန်မာပြည်ရောက်နော်ပြီးတော့ဒေါ်လာနဲ့လိုချင်နေဆိုရင်အမေရိကမမတွေဒေါ်လာနဲ့လိုချင်နေဆိုလို့ရှိရင်ဒေါ်လာ3800ဆိုရင် shipping မှာအပီးအစီးအိမ်တန်ရောက်ပါနော်အဲ့တော့လိုချင်နေဆိုလို့ရှိရင်ခါကားစီကိုကြွပါဒီအိတ်ကအရန်ကိုအသစ်ချက်ချွတ်နေ very good condition ပြီးလို့ရှိရင်ပြောထားပြီးသား original box လေးပါတယ် original dust bag လေးပါတယ်เนาะမမတို့ပြီးရင်2021 collection ဆိုတော့အရန်ကြီးအသစ်ကြီးရှိသေးတယ် Chanel Wallet on Chain မှာ caviar leather လေးနဲ့ပါအရန်မိုက်တယ်เนาะပြီးတော့ဂိုးထုံဟောက်ဝဲလေးနဲ့ပါလိုချင်နေဆိုလို့ရှိရင် CB ကိုကြွခဲ့ပါလို့ပြောချင်ပါတယ်အော်ဒါနဲ့နေအောင်တဲလေးတို့ကလည်းဒီဗီဒီယို share ထားအောင်ဒီအိတ်ကြီးကြောင်းထွက်သွားလို့ရှိရင်လည်း share ထားတဲ့တဲလေးတို့9သိန်းပေးဦးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုတေချာလေး share ထားနော်အားလုံးအရင်ချစ်တယ် Chanel Classic Wallet on Chain မှာ quilted caviar leather လေးနဲ့နော်2021 collection မှာတဲလေးတို့ရေအဲ့တော့အားလုံးအရင်ချစ်တယ်လိုချင်တယ်ဆိုလို့ရှိရင် CB ကိုကြောက်ပါလို့ပြောချင်ပါတယ်တဲလေးတို့ရေစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့မြန်မာပြည်အရောက်ကို360ပါနော်ဒေါ်လာနဲ့လိုချင်တယ်ဆိုလို့ရှိရင်ဒေါ်လာ3800ဆိုရင်အိမ်တန်ရရောက်ပါနော်အဲ့တော့တဲလေးတို့တွေကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ခခရဲ့ CB ကိုကြွပါလို့ပြောချင်ပါတယ်တဲလေးတို့ကလည်းဒီဗီဒီယို share ဖို့မမေ့နဲ့အောင်နော်ဘာလို့လဲဆိုတော့ဒီအိမ်ရောက်ထွက်သွားလို့ရှိရင်ဒီဗီဒီယို share ထားတဲ့တဲလေးတို့ကိုတစ်ယောက်ကို9သိန်းပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလည်း share ထားစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းခခရဲ့ CB ကိုကြွဒေါ်လာနဲ့ဆိုရင်3800မြန်မာပြည်ရောက်ဆိုရင်360နော်အရန်လန်းတယ်အားလုံးရန်ချစ်ပါတယ်